မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မင်္ဂလာပါရှင်တော်လန်ရေးပေါ်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရွှင်လန်းချမ်းမြေ့ကြပါစေရှင်30ရက်တလ2026ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းများကိုကျမတို့ဝင်းရင် channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကံဘလူမျိုးနဲ့တနေရာသို့တအုပ်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်မနက်2 နာရီ2မိနစ်2 နာရီ4မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ပြီးတအုပ်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ည10 နာရီ3မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ထပ်မံပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပလန်တဲ့တနေရာသို့တအုပ်လေတပ်မှတက်သော Jet Fighter 2စီးဖြင့်မနက်10 နာရီ39မိနစ်10 နာရီ48မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ပြီးတအုပ်လေတပ်မှတက်သောဝိုင်းတွဲစစ်တောက်ဖို့ပုံကျဲလေရင်တစ်စီးဖြင့်ထပ်မံ၍မနက်9 နာရီ31မိနစ်ခန့်အချိန်မှစတင်ပြောင်းလဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်နောက်တစ်ခါဖလန်းနေတနေရာသို့တအုပ်လေတပ်မှတက်သောဝိုင်းတွဲစစ်တောက်ဖို့လေရင်တစ်စီးဖြင့်နေ့လယ်2 နာရီ35မိနစ်ခန့်အချိန်မှစတင်ပြောင်းလဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝက်လက်နေတနေရာသို့ကြောင်မြောင်းခမာယာစနစ်မှလွတ်တင်လိုက်သောတိုက်ခိုက်ရေးဒရုန်း2စီးဖြင့်မနက်10 နာရီ4မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်စိတ်ဖြူမျိုးနဲ့တနေရာသို့ကပါစာ22မှတလာသောစက်တက်လေးဒီပါရာမော်တာတစ်စီးဖြင့်မနက်10 နာရီ3မိနစ်10 နာရီ5မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။အဖေးနှင့်တနေရာသို့မကွေးလေတပ်မှတက်သောဝိုင်းတွဲစစ်တောက်ဖို့ပုံကြီးလေရင်တစ်စီးဖြင့်မနက်10 နာရီ45မိနစ်ခန့်အချိန်မှစတင်ပြောင်းလဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဟောင်းပြည်မြို့နှင့်တနေရာသို့မကွေးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်1 နာရီ35မိနစ်1 နာရီ36မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မလိုင်းနေတနေရာသို့မိထီလာမတာမှတက်သောစက်တက်လေးဒီပါရာမော်တာ2စီးဖြင့်နေ့လယ်2 နာရီ52မိနစ်2 နာရီ55မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ကနီနဲ့တနေရာသို့တအုပ်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်3 နာရီ13မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်အားဆောင်နဲ့မော်ချီတနေရာသို့နေပြည်တော်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ4 နာရီ5မိနစ်4 နာရီ10မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဒီချိုင်နဲ့တနေရာသို့တအုပ်လေတပ်မှတက်သော Jet Fighter 2စီးဖြင့်ညနေ4 နာရီ55မိနစ်5 နာရီ4မိနစ်5 နာရီ10မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ပြီးနောက်ထပ်တစ်ခါတအုပ်လေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ည8 နာရီ24မိနစ်8 နာရီ28မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ထပ်မံပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်30ရက်တလ2026ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တအုပ်မိထီလာနေပြည်တော်မကွေးပသိမ်မော်ဘီမင်္ဂလာတို့မြကြီးနားလေတပ်များနှင့်မုံရနမခကြောင်မြောင်းခမာယာ20ကပါစာ20အခုကိုတမ100စသည်များမှ Jet Fighter Y218 L410 ပါရာမော်တာဂျိုင်ရိုကော်ပတာဒရုန်းများစုစုပေါင်းပြန်တက်မှုအကြိမ်ရေ46ကြိမ်ခန့်ရှိခဲ့ပြီးချင်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု24ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေအများမှကာကွယ်နိုင်ရန်ဝေရင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်းရင် Channel မှလက်လန်းမိသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ပြတ်သက်သည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေရင်သတင်းမေးသတင်းရန် Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေရင်စကောက်ပုတ်တို့ဆက်သွယ်သတင်းပေးဖို့ကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်
ယခုလိုလေကြောင်းတိုက်ခိုက်မှုသတင်းများနဲ့လေကြောင်းဆိုင်ရာဆောင်ရန်ရှောင်းရန်သတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝင်း YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်